လူတယောက်နဲ့စကားပြောတဲ့အခါဘာကိုအရင်ဆုံးသတိထားမိလဲစကားလုံးနေလားတကယ်တော့စိတ်ဝင်စားစရာကောင်းလာကလေကျမတို့ပြောဆိုဆက်သွယ်လေအခါမှာအများစုကစကားလုံးတွေကနေလာတာမဟုတ်ဘူးတဲ့ဟုတ်ပါတယ်ခင်ဗျဒီနေ့ကျမတို့အဲ့ဒီအကြောင်းကိုပဲနည်းနည်းလေးအသေးစိတ်ဆွေးနွေးကြည့်ကြမယ်လေစကားလုံးမပါဘဲနဲ့ပေါ့ကိုဟန်အမူအရာလက်ဟန်ချေဟန်မျက်နှာအမူအရာတွေနဲ့ဘလို့ဆက်သွယ်နေကြသလဲနောက်ပြီးယဉ်ကျေးမှုတစ်ခုနဲ့တစ်ခုမှာဒါတွေကဘလို့တောင်ကွာခြားတော့နေလဲဆိုတာကိုပေါ့ဟုတ်ကဲ့ကျမတို့စီရောက်နေတဲ့ဆွေးနွေးမှုမှတ်တမ်းนี่ကိုရေးမဆုတချို့ကိုအခြေခံပြီးပြောပြသွားမှာပါရည်ရွယ်ချက်ကတော့ဒီလိုအတန်တိတ်အခြေပြမှုတွေကိုပို့ပြီးတော့နားလည်လိုက်ရင်ဆက်သွယ်ရေးပိုကောင်းလာမယ်ဆက်ဆံရေးတွေပိုခိုင်မဲလာမယ်ပေါ့လို့ဟုတ်ပါတယ်အဲ့ဒီအချက်ကတော်တော်လေးအန်အားတင်စရာကောင်းတယ်ခင်ဗျတူဒေသနာတစ်ခုမှဆိုရင်လေမိလာချင်းဆိုင်စကားပြောပြီးဆိုရင်စကားလုံးရဲ့အကျိုးသက်ရောက်မှုက9% လောက်ပဲရှိတယ်လို့ဆိုတယ်ဟုတ်လား9%မယ်လားဟုတ်ကဲ့အတန်နဲ့အတန်ထားပြောပုံဆိုပုံက38%လောက်ရှိမယ်ကျန်တဲ့55%ကကိုဟန်အမူအရာကလာတာပါတယ်။အော်55%ဆိုတော့တော်များတာပဲနော်ဟုတ်ပါတယ်ဒါကဘာကိုပြနေလဲဆိုတော့ကျွန်တော်တို့ဘာဇက်ကဘာမှမပြောခင်မှာပဲဒါမှမဟုတ်ပြောနေတဲ့စကားနဲ့ဆန့်ကျင်နေရင်တောင်မှပေါ့ကိုခန္ဓာကပြီးနေတဲ့အချက်တွေကိုလူတွေကမသိစိတ်ထဲမှာပိုယုံကြည်တတ်ကြတယ်ဆိုတာပါပဲ။သူတွေလေအဆိုအရဆိုနေတောင်လူတွေမှာမတူညီတဲ့ကိုဟန်အမူအရာပုံစံပေါင်း9သိန်းကျော်လောက်တောင်ရှိနိုင်တယ်လို့ဆိုပါတယ်ခင်ဗျာဟာ9သိန်းကျော်မနှဲဘူးနော်ဒါဆိုရင်ဒီကိုဟန်အမူအရာကလူတယောက်ရဲ့ပင်ကိုစရိတ်သူ့ရဲ့အလားအလာအောင်နေနိုင်စွမ်းတွေကိုတခြားသူတွေကဘလို့အကေဖက်တယ်လဲဆိုတော့အပေါ်မှာတော်တော်လေးတက်အောင်မှုရှိနေမှာပေါ့အတိအကျပါပဲခင်ဗျာအထူးထက်ပထမဆုံးတွေးဆုံမှုမှာပေါ့ထင်မြင်ကောင်းမှုဆိုတာမျိုးလေဟုတ်ပါတယ်ပထမဆုံးအထင်မြင်ဆိုတာကစကံပိုင်းအတွင်းမှာကိုဖြစ်သွားတာပါအဲ့ဒီမှာကိုနေရန်ထားအပြုံးမျက်လုံးချင်းစုံတာနောက်ဝတ်စားစင်ရမှုတွေကအများကြီးပါဝင်ပတ်သက်နေတယ်ဟုတ်ကဲ့မဆုတွေကဥပမာတစ်ခုဆိုရင်လေတားသမီးကိုကြောင်းလိုက်ပို့တဲ့အခါကိုကဖြစ်ကတက်ဆန်ဝတ်ထားရင်ခလေးကရှက်ပြီးကားပေါ်မှာပဲနေခဲ့တော့မယ်လို့ပြောတာမျိုးပေါ့ဟောဟုတ်ဒါကလူမှုပတ်ဝန်းကျင်ကကိုဘလို့မြင်တယ်လဲဆိုတာတင်မကဘူးကိုနဲ့အနီးဆက်ဆုံးလူတွေကပါဘလို့တက်ရောက်မှုရှိတယ်ဆိုတာပြနေတာပါနောက်ပြီးကိုကစကားပြောသူကိုဘလို့နားထောင်ပြတယ်လဲမျက်လုံးချင်းစုံသလားဘလို့လှုပ်ရှားတယ်လဲဘလို့တုံ့ပြန်တယ်လဲဆိုတာတွေအားလုံးကကိုပေးခြင်းတဲ့သတင်းစကားကိုအားဖြည့်တာဒါမှမဟုတ်အာရုံစေတာတွေဖြစ်နိုင်တယ်ခင်ဗျဟုတ်လူတွေရဲ့အောင်မြင်မှု69%လောက်ကပင်ကိုဆက်ရိုက်နဲ့ဆက်ဆက်နေတယ်လို့ဆိုရလေဒီပင်ကိုဆက်ရိုက်ကိုအများဆုံးဖော်ပြနေတာကလည်းဒီလိုစကလုံးမပါတဲ့အချက်ပြမှု non-verbal cues တွေပါပဲဟုတ်ပြီဒါဆိုရင်အားလုံးနားလည်နိုင်လောက်တဲ့အချက်ပြမှုတွေသင်္ကေတတွေနဲ့ဆက်လက်ကြရအောင်လားဥပမာအခုခေတ်စားနေတဲ့ emoji တွေလိုမျိုးပေါ့ဒါမှမဟုတ်အင်္ဂွန်ဆိုင်ပုတ်တွေလိုမျိုးဒါတွေကယဉ်ကျေးမှုတွေကြားမှာတူးနေတဲ့အတိတ်ပဲစောင်းနိုင်သလားရှင်ကောင်းတဲ့မြေခွန်းပါခင်ဗျာကချို့အမသားတွေကတော့တော်တော်လေး universal ဖြစ်လာပါတယ်ကဘာသုံးနည်းပါပေါ့ဥမာနှလုံးသားပူ emoji ဆိုရင်ချစ်ခင်မှုကြီးစုတင်မှုကိုပြတယ်လေဟုတ်ကဲ့အသေးကွေးပုံကဝမ်းနည်းမှုဆက်ဆံရေးပြတ်သားမှုပေါ့လဟုတ်ချီတာကတော့ယဉ်ကျေးမှုပေါ်မူတည်နေနဲ့ကွာနိုင်တယ်ဆူတောင်းတာတောင်းပန်တာဝမ်းနည်းကြောင်းပြတာစသဖြင့်သုံးကြတယ်လက်မှတ်ထောင်တာကတော့အများစုက okay ကောင်းတယ်ဆိုတဲ့သဘောတရားပြောမယ်ခဏနေပြောမယ်လက်ဟန်ချန်ကနားမှာဒါတောင်ချွင်းချေရှိသေးတယ်ဆိုတော့တွေ့ရပါလိမ့်မယ်ဟုတ်လန်ဆိုင်ဘုတ်ဒီစီယုံအမတာဆေးလေးမတော့ရအရေးပေါ်ထွက်ပေါက်ဆိုင်းဘုတ်ဒီကတော့ဘာသာစကားအတားအစီကိုကြော်လွားပြီးတော့အသက်ကယ်နိုင်တဲ့လက်ညွန်ပေးနိုင်တဲ့အရန်အရေးကြီးတဲ့အတန်တိတ်ချက်တို့ရေးပုံစံနေပေါ့ခင်ဗျာဟုတ်ကဲ့ဒါမြင့်ချက်ဆိုင်းဘုတ်ဒီကကောရှင်ဘာကြောင့်ဒီလိုစီကန်းတွေကိုစကလုံးမပါပဲပုံလေးတွေနဲ့ပြထားတာလဲဥပမာဆေးရုံမှာတက်ပုံမရရဆိုတာမျိုးလေရင်ပေါ်အရေးပစ္စည်းတွေကန့်တတ်တာမျိုးပေါ့အထူးကတော့ရှင်းလင်းမှုနဲ့အချင်းကုန်တက်တာစီဖို့ပါပဲဆေးရုံမှာတက်ပုံမရရဆိုတဲ့ဆိုင်းဘုတ်ကလူနာတွေရဲ့ privacy ကိုကာကွယ်ဖို့ရယ်ဝန်ထမ်းတွေအလုပ်လုပ်ရတာအနောက်ရဲမထိစေဖို့ရယ်အဲ့ဒီစီကန်းကိုတိုက်ရိုက်ပြတာပေါ့လီရင်ပေါ်အရေးပစ္စည်းကန်တတ်တာကလုံခြုံရေးဆိုင်ရာလှုပ်ထုံးလုပ်နေရလေဖုန်းထုံးခွေပိတ်ထားတာကတော့လီရင်ရဲ့ electronic စနစ်တွေကိုအနောက်ရှက်ဖြစ်စေနိုင်တယ်ဆိုတဲ့စိုးရိမ်မှုပေါ်အခြေခံတယ်လို့ဆိုရတယ်ဟုတ်ကဲ့ဒီဆိုင်ဘုတ်တွေကဘာသာစကားမတူတဲ့တူတွေတောင်မြင်လိုက်တာနဲ့စီကန်းကိုချက်ချင်းနားလဲစေဖို့ရည်ရွယ်ကြတယ်ခင်ဗျာဒီလိုအများနားလည်နိုင်တဲ့ဆိုင်းဘုတ်တွေနဲ့တဆင့်ယဉ်ကျေးမှုလိုက်အရန်ကွဲပြားသွားနိုင်တဲ့နေ့စဉ်ပြုမှုဆက်ဆံရေးတွေဘက်ကိုကူးကြည့်ရအောင်အထူးသဖြင့်နှုတ်ဆက်တဲ့ပုံစံတွေပေါ့နော်လက်ဆွဲနှုတ်ဆက်တာကနေရာတိုင်းမှာတူတူပဲလားရှင်လုံးဝမတူပါဘူးခင်ဗျာဒီနေရာမှာယဉ်ကျေးမှုကွဲပြားမှုတွေကအရန်ကိုတိတာပါတယ်
အနောက်နိုင်ငံရေးချင်းမှုအများစုမှာလက်ဆွဲနှုတ်ဆက်တာကပုံမှန်ပါပဲများသောအားဖြင့်ခက်မြန်မြန်နဲ့ခက်တဲ့နည်းလေးဆွဲကြတယ်လေဒါကယင်းနှိမှုတက်ကြွမှုကိုပြတယ်လို့ယူဆကြတယ် ဟုတ်တယ် ဒါပေမဲ့အာရှနိုင်ငံတော်တော်များများမှာအထူးသဖြင့်ထိုင်းမှာဆိုရင် wine လို့ခေါ်တဲ့လက်အုပ်ချီအယိုအသေးပေးတဲ့ပုံစံကိုသုံးပါတယ် အော် wine ဟုတ်ကဲ့ ဟုတ်ကဲ့လက်အုပ်ကိုရင်ဘတ်ရှိမှထားပြီးဥညွတ်ယိုသေးပြီးတာပါဘုံတော်ကြီးတွေဒါမှမဟုတ်တချို့အခြေအနေမှာအမျိုးသမီးတွေနဲ့လက်ဆွဲနှုတ်ဆက်တာကိုရှောင်ကျဉ်တကြတယ် အရှိအလဲပိုင်းဒေတာတချို့မှာဆိုရင်လေအမျိုးသားကစန့်ကျင်ဘက်လင်းအမျိုးသမီးကိုလက်ဆွဲနှုတ်ဆက်ဖို့ starting ကန်လန်းတာကမတင်တော်ဘူးလို့ယူဆကြတယ်လက်ဆွဲနှုတ်ဆက်ရင်တောင်အနောက်နိုင်ငံတွေလောက်တင်းတင်းကြပ်ကြပ်ဆွဲတာကိုနည်းနည်းရိုင်းတယ်လို့ထင်နိုင်တယ် ဟုတ်ကဲ့ အာရှယဉ်ကျေးမှုတွေမှာအသက်အရွယ်ဒါမှမဟုတ်ယာသူကြီးသူကိုဥစားနှုတ်ဆက်အယိုသေးပေးရတာကလည်းအရေးကြီးရဲ့ချက်တစ်ခုပါပဲခင်ဗျာ ပါချင်းကနန်းပြီးနှုတ်ဆက်တဲ့ဒလေးတွေရောရှင်ဥရောပမှာတော့တွေ့ရတယ်နော်ဒါပေမဲ့အာရှမှာအသက်မတွေ့ရသလိုပဲ ဟုတ်ပါတယ်ဥရောပမှာတော့တနိုင်ငံနဲ့တနိုင်ငံကွာပါသေးတယ်ဘယ်လ်ဂျီယံနယ်သာလန်မှာဆို3ခါစပိန်အီတလီမှာ2ခါပြင်သစ်တချို့နေရာမှာ1ခါစသဖြင့်အရေးအတွက်ကွာတတ်ပါတယ်ဒါကသူတို့တော့တာမန်နှုတ်ဆက်ခြင်းပုံစံတစ်ခုပေါ့လေ ဟုတ်ကဲ့ အာရှာမှာတော့ဒီလိုပါချင်းအနန်ဒါကအရင်ရင်းနှီးတဲ့မိသားစုဝင်တုံငယ်ချင်းအခင်းဆုံးတွေကြားမှာပဲရှိတတ်ဒီလူမြင်ကွင်းမှာလှုပ်လေလှုပ်တော့သိမရှိပါဘူးဒီကွာချမှုက privacy နဲ့ပုဂ္ဂလိကခံစားချက်တွေကိုဖော်ပြတဲ့နေရာမှာယဉ်ကျေးမှုရဘလောက်ကွာတယ်လဲဆိုတာကိုပြနေတာပါ အေး တတန်ဂျပန်လိုနိုင်ငံမျိုးမှာတော့ဥညွတ်အယိုအသေးပေးခြင်းကပိုအဓိကကြပါတယ်နောက်ပြီး UAE လိုနိုင်ငံမှာအမျိုးသားတွေနှာခေါင်းချင်းထိပြီးနှုတ်ဆက်တဲ့ဒလိရှိတယ်လို့ ဟုတ်လားနှာခေါင်းချင်း ဟုတ်ကဲ့လက်တီချင်းထိတဲ့နှုတ်ဆက်တာ face bump ကတော့အခုကဘာနတ်မှာပိုပြီးခိစားလာတဲ့အထူးသဖြင့်ကျမရဲ့အရာထိတမှုနဲ့စတဲ့နီလန်တခုဖြစ်လာပါတယ်ခင်ဗျာ ဟုတ်ကဲ့ ထိုင်းဝိုင်းမှာဆိုရင်လည်းအမျိုးသားက sweaty crab အမျိုးသမီးက sweaty cat ဆိုပြီးနောက်ကယဉ်ကြည့်တဲ့စကားလုံးလေးတွေထည့်သုံးတာကလည်းသူတို့ယဉ်ကျေးမှုရဲ့အစိပ်ပိုင်းတစ်ခုပေါ့ ဟုတ်ကဲ့နှစ်ဆက်တာတွေကွဲပြားပလို့ပဲလက်ဟန်ချင်းဟန်တွေရဲ့အတိတ်ပဲကွဲလွဲမှုကပိုလောင်စီဝင်စားဖို့ကောင်းသေးတယ်နော်မချင်မက်ပဲအမားလုံးမိသွားနိုင်တဲ့အခြေအနေတွေရှိနိုင်တယ်ပေါ့ဥပမာအဲ့ဒီ V sign လိုမျိုးလी အမှန်ပဲခင်ဗျာ V sign ကိုလက်ဖွားအပြင်လက်ပြရင်အများစုကအောင်နိုင်ခြင်း victory ငြိမ်းချမ်းရေး peace ဆိုပဲအတိတ်ပဲတက်အောင်တယ်လေ ဟုတ် ဒါပေမဲ့လက်ဖွားကိုကိုယ့်ဘက်လှည့်ပြီး V ပုံစံလုပ်ပြရင်တော့ UK Australia လိုနိုင်ငံတွေမှာရိုင်းဆိုင်တဲ့အမူအရာဖြစ်သွားနိုင်ပါတယ် အော်ဟုတ်ကဲ့ လက်ထုံးချောင်းထောင်အလေးပြူတာကမူလကပြင်းသစ်တော်လန်ရေးရဲ့လွတ်လပ်မှုညီမြမှုချစ်ကြည်မှုကိုကိုစားပြုခဲ့ပြီးနောက်ပိုင်း Hunger Games ရုပ်ရှင်ကြောင့်ပိုလူသီးများလာကထိုင်းနဲ့မြန်မာကဒီမိုကရေစီလှုပ်ရှားမှုတွေမှာအာဏာဖီဆန်မှုရဲ့သင်္ကေတတစ်ခုဖြစ်သုံးလာကြတာတွေ့ရပါတယ် အင်းဟုတ်ကဲ့ ဒီလိုသင်္ကေတတွေရဲ့အဓိပ္ပာယ်ကအချိန်နဲ့အမျှအခြေအနေ context အလိုက်ပြောင်းလဲနိုင်တယ်ဆိုတာသတိပြုစရာပါပဲ ဟုတ်ကဲ့လက်မထောင်တာလက်မအောက်ဆိုင်တာကတော့တော်တော် universal ဖြစ်မယ်ထင်တာပဲရှင် အများအပြားတော့ဟုတ်ပါတယ်ခင်ဗျာလက်မထောင်တာက good okay ပေါ့အချို့ရဲ့ကြောင်းရာတွေမှာတော့တွေ့နိုင်ပါတယ် ဟုတ် လက်မ outsider ကတော့အဆိုးမင်းသဘောမတူဘူးဆိုတာပြတယ်ဒါပေမဲ့အန်တီယိုဆီယာကောင်တာကအရှိလဲပိုင်းနဲ့အနောက်အာဖရိကတချို့နေရာတွေမှာလက်မထောင်တာကရိုင်းဆိုင်တဲ့အမှုရာအဖြစ်အတိတ်ပဲတက်ရောက်နိုင်သေးတယ် ဟမ်ဟုတ်လား အလားတူပဲ okay လက်ဟန်လက်မနဲ့လက်ညိုးကိုထိပြီးဝိုင်းပြတာလေအမေရိကမှာ okay ပေါ့ဒါပေမဲ့ဂျပန်မှာငွေကိုရည်ညွှန်းနိုင်တယ် အော်ငွေ ဟုတ်ကဲ့ပြင်သစ်ဘယ်လ်ဂျီယံမှာတုံညအတုံးမချဘူးလို့အတိတ်ပဲရနိုင်ပြီးတူနီးရှားလူနေရာမှာဆိုရင်မင်းကိုတတ်မယ်ဆိုတဲ့အထိပြင်းထန်တဲ့ချင်းချောင်မှုအတိတ်ပဲတော့ဖြစ်သွားနိုင်ပါတယ်ခင်ဗျာ အမလေးဒါတော်တော်လေးသိထားတဲ့အချက်ပဲနော်လက်ချောင်းတွေရက်ထားတာ cross fingers ကတော့ကံကောင်းခြင်းအမတ်တသားမဟုတ်ဘူးလားရှင် အများစုကတော့အဲ့ဒီလိုယူဆကြပါတယ်ခင်ဗျာကံကောင်းပါစေလို့ဆုတောင်းတဲ့သဘောသုံးကြတယ်ဒါပေမဲ့ဗီယက်နမ်မှာတော့ဒါကအမျိုးသမီးလိန်အင်ငါကိုရည်ညွှန်းတဲ့ရိုက်ဆိုင်နေမှုရအဖြစ်သတ်မှတ်ကြပါလေတဲ့ အော်ဟုတ်ကဲ့ လက်ဝဲရန်တာတော့ကွာသေးတယ်အများစုကနှုတ်ဆက်တာ hello goodbye ပေါ့နော်ဒါပေမဲ့အာရှနိုင်ငံတချို့မှာလက်ဖွားကို outside ပြီးရရင်လာပါလို့ခေါ်တဲ့အတိတ်ပဲဖြစ်သွားနိုင်တယ် อืม အီတလီမှာကြောက်ကိုကသွားတော့မယ်လို့နှုတ်ဆက်တဲ့ပုံစံရှိပါတယ်တဲ့လက်ခုပ်ချင်းရိုက်တာ high five ကတော့ပျော်ရွှင်မှုအောင်မြင်မှုကိုဖော်ပြဖို့သုံးကြပေမဲ့အားချရင်ကြီးမှုမှာကိုယ့်ထက်အသက်ရာထူးကြီးသူဘုန်းကြီးတွေကိုလှုပ်ဖို့လုံးဝမတင်ကြပါဘူး ဟုတ်ကဲ့ ဒါတွေအားလုံးကဘာကိုပြတယ်လဲဆိုတော့ဒီလက်ဟန်ချီယန် gesture စီဟာစကလုံးဒီလိုပဲ
ဘာသာစကားတစ်ခုဖြစ်နေပြီးတော့မာသုံးမြင်အထင်လွဲမှုအကြီးကြီးဖြစ်နိုင်တယ်ဆိုတာပါပဲခင်ဗျာ ဟုတ်ကဲ့ခေါင်းမျက်နှာမျက်လုံးတွေရဲ့အချက်ပြမှုတွေဘက်ကိုကြည့်ရအောင်ခေါင်းညင်ရင် yes ခေါင်းခါရင် no ဆိုတာကတော့နေရာတိုင်းမှာတူလို့တယ်မဟုတ်လားရှင်ဒါကလည်းအများစုထင်ထားတယ်လို့မဟုတ်ပြန်ဘူးခင်ဗျအများစုနိုင်ငံတွေမှာမှန်ပေမဲ့ဂရိဘူဂေးရီးယားတူရကီလိုနိုင်ငံတွေမှာပြောင်းပြန်ဖြစ်နေတတ်ပါတယ်ခေါင်းညိတ်တာက no ခေါင်းကိုအပေါ်အောက်ခါရမ်းတယ်လို့လုပ်တာက yes ခင်နေတတ်တယ် ဟေးပြောင်းပြန်ကြီးနော်ဟုတ်ကဲ့တောင်အာရှအိန္ဒိယပါကစ္စတန်တီရီလင်ကာလိုမှာဆိုရင်ခေါင်းကိုဘယ်ညာဆောင်းရပြီးရမ်းပြတာမျိုးက yes okay I understand ဆိုတဲ့အဓိပ္ပာယ်ရတယ်ပါတယ်ထိုင်းမှာဆိုရင်လူကြီးဆရာသမားဖုန်းကြီးတွေကိုခေါင်းညိတ်ခေါင်းခါပြီးအပြေးပေးတာကရိုင်းတယ်လို့ယူဆပြီးဟုတ်ကဲ့မဟုတ်ပါဘူးဆိုတော့ယဉ်ကျေးတဲ့စကားလုံးနဲ့ဖြေဖို့လိုပါတယ်ဟုတ်ကဲ့ဒီတော့ yes no လို့အခြေခံမှုရတောင်ယဉ်ကျေးမှုအရာအသေးပဲကွဲလွဲနိုင်တယ်ဒါမှမဟုတ်အသုံးမပြုတဲ့အခြေအနေရှိနိုင်တယ်ဆိုတာပေါ့ဟုတ်ကဲ့မျက်နှာအမှုရာနဲ့မျက်လုံးရင်းစုံကားကိုရှင်အနောက်တိုင်းနဲ့အာရှမှာဒီကိစ္စနဲ့ပတ်သက်ပြီးအမြင်ကွာခြားမှုတွေရှိတယ်လို့မဆုတွေမှာတွေ့ရတယ်လေဟုတ်ပါတယ်ခင်ဗျာအနောက်နိုင်ငံယဉ်ကျေးမှုတွေမှာမျက်နှာအမှုရာကအတွင်းစိတ်ခံစားချက်ကိုတိုက်ရိုက်ထင်ဟပ်တယ်လို့ယူဆလေရှိပြီးစိတ်ထဲရှိတဲ့အတိုင်းပွင့်ပွင့်လင်းလင်းဖော်ပြတာကိုတန်ဖိုးထားကြတယ်ဟုတ်အာရှယဉ်ကျေးမှုတော်တော်များများမှာတော့မျက်နှာသားရအောင်နေထိုင်ခြင်း saving face ဆိုတဲ့သဘောတရားကအရေးကြီးပါတယ်ဆိုလိုတာကလူမှုဆက်ဆံရေးမှာကိုယ့်မျက်နှာရောသူတစ်ပါးမျက်နှာပါမပြတ်အောင်အရှက်ရစေမယ့်အခြေအနေမျိုးမဖြစ်အောင်ခံစားချက်တွေကိုထိန်းချုပ်တတ်ကြတယ်ထိန်းချုပ်တယ်ဟုတ်ကဲ့ဒါကြောင့်အပြုံးကအမြဲတမ်းပျော်ရွှင်မှုကိုပြတာမဟုတ်ပဲယဉ်ကျေးမှုအရာပြုံးပြတာအောင့်အီပြီးပြုံးတာဒါမှမဟုတ်ထားစိတ်ခံစားချက်ကိုဖုံးကွယ်ဖို့ပြုံးတာမျိုးလေးဖြစ်နိုင်တယ်မျိုးလုံးနဲ့မျက်နှာကိုနှလုံးသားတဲ့ပြင်းပေါင်များလို့တင်စားကြပါမယ်အဲ့ဒီပြင်းပေါင်ကိုဘယ်လိုဖွင့်ပြတယ်လဲဆိုတာကယဉ်ကျေးမှုအရာကွာခြားပါတယ်ခင်ဗျဟုတ်ကဲ့မျိုးလုံးချင်းဆုံမှု eye contact ကလည်းဒီတဘောတရားနဲ့ဆက်ဆက်နေတယ်အနောက်နိုင်ငံများစုမှာစကားပြောဆိုနေစီမျိုးလုံးချင်းဆုံကြည့်တာကအာယုံဆိုင်မှုယိုတာမှုလေးစားမှုကိုပြတယ်လို့မယူကြတယ်ဟုတ်စိုက်ကြည့်မနေရင်တခုခုကိုဖုံးကွယ်ထားတယ်ဒါမှမဟုတ်စိတ်ဝင်စားမှုလို့အထင်ခံရနိုင်တယ်ဒါပဲအရှိအားရှာဥမာဂျပန်မှာတော့အကြီးကဲတွေဒါမှမဟုတ်တိတ်မယင်းနည်းတွေကိုအကြာကြီးစိုက်ကြည့်တာကရိုင်းတယ်စင်ခေါ်တယ်လို့ယူဆနိုင်ပြီးအကြီးလွဲတာကလေးစားမှုကိုပြတာဖြစ်နိုင်ပါတယ်ဟုတ်ပဲဒါပေမဲ့လက်ဆွဲနှုတ်ဆက်တာလို့တိုင်းရိုက် interaction မျိုးမှာတော့ရေပြောအဖြစ်ခဏကြမျက်လုံးချင်းစွန်နာကပေါင်းတင်ဆက်ဆံရေးကောင်းမှုဖို့အတွက်အရေးကြီးပါတယ်အောက်ကိုစိုက်ကြည့်နေတာမျိုးကတော့ယုံကြည်မှုမရှိတဲ့ပုံပေါက်စင်တယ်လို့ရှောင်သင့်ပါတယ်ခင်ဗျာဟုတ်ကဲ့ကိုနေဟန်သာထိတွေ့မှုနဲ့ဝစ်စားစီရင်မှုနဲ့မှာတော့ဘာတွေတတိပြုစရာရှိသေးလဲရှင့်ဥပမာထိုင်းတဲ့ပုံစံမျိုးပေါ့ထိုင်းတဲ့ပုံစံဆိုရင်အနောက်နိုင်ငံတွေမှာခြေထောက်ချိတ်ထိုင်တာကပုံမှန်ပါပဲဒါပေမဲ့အာရှနဲ့အရှေ့လဲပိုင်းနိုင်ငံတချို့မှာအထူးသဖြင့်လူကြီးတွေရှေ့မှာဒါမှမဟုတ်ဘာသာရေးအဆောက်အဦတွေမှာခြေထောက်ချိတ်ထိုင်တာခြေဖွားကိုတခြားသူပဲညွှန်းမိတာမျိုးကမယိုမသေးဖြူအရောက်တယ်လို့ယူဆနိုင်ပါတယ်ဒါတတိထားရမှာပေါ့နော်ဟုတ်ကဲ့အာရှနိုင်ငံတွေမှာကျမ်းမြန်မာထိုင်တဲ့အခါမှာလေဒူးတုတ်ထိုင်တာဘေးဆောင်ထိုင်တာစတဲ့ရိုးသေးတဲ့ထိုင်နေရှိပါတယ်ထိတွေ့မှုနဲ့ပတ်သက်ရင်အာရှယဉ်ကျေးမှုများစုမှာဥကောင်းကိုအမြင့်မြတ်ဆုံးအစိတ်ပိုင်းဖြစ်တတ်မှလို့ကလေးရဲ့ခေါင်းကိုယ်အောင်အသေးအပြီးတော့ပုတ်တမျိုးရှောင်တင်ပါတယ်ခင်ဗျဟုတ်ကဲ့ခြေတော့ကိုတော့အနှိမ့်ကြဆုံးမတန့်ရှင်းဆုံးလို့ယူဆတဲ့တဲ့လူတွေဖျားစင်တူတော်တွေစာအုပ်စာတမ်းတွေကိုခြေတော့နဲ့ညွန့်တာထိတာကြော်ခွတာမျိုးလုံးဝမလုပ်သင့်ပါဘူးဟုတ်ထိုင်းမှာဆိုရင်အမျိုးသမီးတွေကဖုံးတော်ကြီးတွေကိုမတော်တော့ဆက်တောင်ထိတွေ့မိတာမျိုးမရှိအောင်အထူးသတိထားရပါတယ်ဟုတ်ကဲ့ရှင်ဝစားစင်ရမှုကတော့ဘာသာရေးနေရာတွေမှာအဓိကကွာခြားမှာပေါ့နော်ဟုတ်ပါတယ်ခင်ဗျာကဘာတော်ဝန်ကဖျားเจ้าပလီစီဒီဖူရိုးဆက်တဲ့ဘာသာရေးအဆောင်အများစုကိုတွားရောက်တဲ့အခါလုံကျွန်းတဲ့ခဏကိုဖုံးထားတဲ့ပခုံးဒူဖုံးတာမျိုးအဝစ်စာဝစ်စင်ဖို့လွှတ်ပါတယ်အဲ့ဒါလေးရှိပါတယ်ဒါကတန်ရှင်းမှုနဲ့လေးစားမှုကိုပြသတာပါဟုတ်အနောက်နိုင်ငံတွေမှာတော့အိမ်ထဲဝင်ရင်ဖနှက်ချွတ်ချဲမှာချွတ်ကြပါတယ်ဒီအချက်လေးတွေကတင်းငယ်တယ်လို့ထင်ရပေမဲ့ဒေတာခဲနေနဲ့ဆက်ဆံတဲ့အခါလေးစားမှုကိုပြသတာရောက်ပြီးအထင်းမြင့်ကောင်းကိုရရှိနိုင်ပါတယ်ခင်ဗျာကောင်းပါပြီဒီလိုကွဲပြားခြားနားတဲ့ချက်အလက်တွေအများကြီးကိုသိရှိပြီးတဲ့နောက်မှာပါနော်လက်တွေ့ဘဝမှာဒါတွေကိုဘလို့အကျိုးရှိရှိအသုံးချနိုင်မလဲစိတ်နဲ့သဘောထားကတော့ဘလောက်အေးပါလဲရှင်ဒီတိပညာကအပိုင်းနှစ်ပိုင်းရှိပါလေခင်ဗျာတစ်ပိုင်းက
သူများရဲ့ယဉ်ကျေးမှုကိုလေးစားပြီးအမားမလုပ်မိအောင်ရှောင်ရနိုင်မှုပါနောက်တစ်ပိုင်းကကိုတိုးတက်အောင်လုပ်ဖို့ပါကိုယ့်ရဲ့ကိုဟန်မှုရအပြောဆိုတုံ့ပြန်မှုတွေကိုတတိထားပြီးပြုပြင်ခြင်းအပြင်လူတွေကကိုပိုပြီးယုံကြည်မှုရှိတဲ့အောင်ရင်နိုင်စွမ်းရှိတဲ့သူတွေအဖြစ်မြင်လာအောင်ဖုံးဖော်နိုင်ပါတယ်ဟုတ်ကဲ့ဒီမှာအပြုတ်တဘောဆောင်တဲ့တိုးတက်လို့စိတ်ရှိတဲ့ growth mindset ထားရှိဖို့ကအလွန်အရေးကြီးပါတယ်ကိုမှအားနည်းချက်ရှိနေတဲ့တောင်တင်ယူပြီးပြုပြင်ပြောင်းလဲနိုင်တယ်ဆိုတဲ့ယုံကြည်ချက်မျိုးပေါ့ဟုတ်ကဲ့အနာဂတ်ရမိုင်းချက်ကိုရှင်းရှင်းလင်းလင်းမြင်အောင်ထားဖို့ဥပမာနောက်အနှစ်20မှာကိုကဘလို့လူမျိုးဖြစ်ချင်တယ်လဲဆိုတာမျိုးကိုစဉ်းစားထားဖို့ကကိုယ့်ရဲ့လက်ရှိလှုပ်ဆောင်ချက်တွေကိုလမ်းညွှန်ပေးနိုင်ပါတယ်ခင်ဗျာမဆူတွေထဲမှာအပြတ်တဘောဆောင်တဲ့သူတွေ toxic people ကိုရှောင်ထုတ်စကားဝိုင်းမှာကိုကြောက်ရှိပြောင်းမဲ့အစားတခြားသူတွေပေါ်အာယုံစိုက်ထုတ်ဆိုတာမျိုးလဲတွေ့ရတယ်ရှင်ဒါကဘလို့အထောက်အကူပြုနိုင်မလဲဟုတ်ကဲ့ဒါကစိတ်ပိုင်းဆိုင်ရာကျန်းမာရေးနဲ့ဆက်ဆံရေးတိစောက်မှုတို့အရေးကြီးတဲ့အချက်ပါပဲအပြတ်တဘောပြောဆိုတတ်သူတွေအတင်းဖြန်းပြောသူတွေနဲ့အချိန်ဖြုံးနေမဲ့စားကိုယ့်ရဲ့စိတ်ခွန်အားကိုထိန်းသိမ်းဖို့လိုပါတယ်ဟုတ်ကဲ့နောက်ပြီးစစ်တွေပြောဆိုတဲ့အခါကိုယ့်အကြောင်းကိုယ့်အောင်မြင်မှုကိုယ့်ပြဿနာတွေကိုပဲအသားပေးပြောနေတာတဲ့တခြားသူတွေရဲ့အကြောင်းသူတို့ရဲ့စိတ်ဝင်စားမှုသူတို့ရဲ့ခံစားချက်တွေကိုစိတ်ရင်းမှန်နဲ့စူးစမ်းမေးမြန်းနားထောင်တာကပိုပြီးခိုင်မာတဲ့နှုတ်နှစ်ဖက်လေးစားမှုရှိတဲ့ဆက်ဆံရေးတွေကိုတည်ဆောက်နိုင်စေပါတယ်ခင်ဗျာဟုတ်ကဲ့ဒါဆိုရင်အဆုံးစွန်ပန်းတိုင်ကကိုကလည်းသူများကိုနားလဲလေးစားတယ်လို့သူများကလည်းကိုနားလဲလေးစားတဲ့ win-win ဆက်သွယ်ရေးမျိုးဖန်တီးဖို့မျက်နှာပူစရာအရှက်ရစရာအခြေအနေတွေကိုရှောင်ရှားနိုင်ဖို့ယဉ်ကျေးမှုကွဲကွာမှုတွေကိုလေးစားစွာနဲ့လိုက်လောညီထွေတောက်ဖို့ပေါ့နော်ဥပမာသူတို့ကလက်ဆွဲနှုတ်ဆက်ဖို့ကမ်းလှမ်းလာရင်ကိုယဉ်ကျေးမှုမဟုတ်ရင်တောင်လိုက်လောညီထွေတွန့်ပြန်ပေးတာမျိုးပေါ့တည်ကြပါပဲခင်ဗျာအဓိကကလိုက်လောညီထွေမှု adaptability နဲ့လေလေးစားမှု respect ပါပဲကိုယဉ်ကျေးမှုစံနှုန်းတွေနဲ့ပဲတခြားသူတွေကိုတိုင်းတာလို့မရပါဘူးသူတို့ရဲ့အမှုအကျင့်တွေရဲ့နောက်ွယ်ကအကြောင်းရင်းကိုနားလည်ဖို့ကြိုးစားရမှာမယ်ဟုတ်ကဲ့ကြားမှာတန်းတူညီမမှုကိုအတိအမှတ်ဖို့လက်ခံဖို့လိုသလိုအာရှတန်ဖိုးတွေဖြစ်တဲ့အချင်းလေးစားမှုကျေးဇူးတည်တတ်မှုအကြီးအကဲကိုယုံကြည်မှုစတာတွေကိုလည်းနားလည်ထားရင်ပေါင်းသင်းဆက်ဆံရေးမှာအများကြီးထောက်ကူပြုပါတယ်အပြန်လည်လေးစားမှုရှိတဲ့ဆက်ဆံရေးဟာအောင်မြင်မှုရဲ့အခြေခံအုတ်မြစ်တစ်ခုပါပဲခင်ဗျကောင်းပါပြီရှင်ဒီနေ့ကျမတို့အသေးစိတ်ဆွေးနွေးခဲ့ကြတာတွေကိုပြန်ပြီးခြုံငုံကြည့်ရရင်လေစကားလုံးတွေမပါဝင်တဲ့ကိုဟန်အမှုအရာအချက်ပြမှုတွေဟာဆက်သွယ်ရေးမှာအလွန်အရေးပါတဲ့အခန်းကဏ္ဍနဲ့ပါဝင်နေပြီးတော့ယဉ်ကျေးမှုတစ်ခုနဲ့တစ်ခုခြားမှာထင်မှတ်မထားလောက်အောင်ကွဲပြားခြားနားနိုင်တယ်ဆိုတာပါပဲနော်ဟုတ်ပါတယ်ခင်ဗျโอเคလက်ဟန်ရဲ့အတိတ်ပဲအမျိုးမျိုးကနေခေါင်းညစ်တာနဲ့ခေါင်းခါတာရဲ့ပြောင်းပြန်အတိတ်ပဲတွေအထိတကယ်ကိုအန်တော့ညာကောင်းလောက်အောင်ကွဲပြားမှုတွေရှိနေပါတယ်ဟုတ်ပါတယ်ဒီအတန်တိတ်ဘာသာစကားဟာတခါတရံမှာစကလုံးတွေခက်တောင်ပို့ပြီးစွန့်ထန်နိုင်ပါတယ်အရေးကြီးဆုံးကတော့ဒီလိုကွဲပြားမှုတွေရှိတယ်ဆိုတာကိုသတိပြုမိဖို့သူတစ်ပါးရဲ့ယဉ်ကျေးမှုကိုဆက်စုလေ့လာလို့စိတ်ရှိဖို့နဲ့လေးစားတတ်ဖို့ပါတယ်ဒါမှသာကဘာနဲ့ဝမ်ကလူတွေနဲ့ပို့ပြီးထိအောင်အကျိုးရှိစွာဆက်သွယ်နိုင်မှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့နောက်ဆုံးအနေနဲ့ကျမရဲ့နားထောင်သူတွေကိုစဉ်းစားစရာလေးတစ်ခုမေးခွန်းထုတ်ရင်ညီကွန်းချုပ်ချင်ပါတယ်ရှင်ကျွန်တို့အားလုံးပို့ပြီးချိတ်ဆက်လာကြတဲ့ဒီကဘာယူမှာလေဒီလိုစကလုံးမပါတဲ့ယဉ်ကျေးမှုကွဲပြားခြားနားမှုတွေကိုကိုယ့်ရဲ့ကိုယ်ပိုင်ဟန်ကိုယ့်ရဲ့စစ်မှန်မှု authenticity ကိုမပြောက်ဆုံးစေဘဲနဲ့တစ်ဖက်သားကိုလေးစားမှုအပြည့်နဲ့ထိထိရောက်ရောက်ဘလို့နားလည်ပြီးကန်တွေဖြည့်ရှင်းသွားနိုင်မလဲဆိုတာကိုဆက်လက်စဉ်းစားကြည့်ကြဖို့ပါပဲ